カムボディアビディオသွားခင်မှာဒီဗီဒီယိုကိုဆုံးအောင်နားထောင်ပြီးမှသွားတင်မသွားတင်သွားမယ်မသွားမယ်ဆိုတာကိုဆုံးဖြတ်ချက်ချပါအခုဝီခါပြောပြမယ်ဘာဖြစ်လို့ဝီခါဒီဗီဒီယိုကိုရိုက်ဖြစ်သွားလဲဆိုလို့ရှိရင်အခုရပိုင်းကွာဝီခါကကမ္ဘောဒီးယားမှာနေဖူးတာ online မှာရှိတဲ့သူတွေကတိတော့ဝီခါရေမြန်မာငွေကနေပြီးမှဒေါ်လာလဲပေးလားဆိုပြီးမှလာပြောလာမေးတဲ့လူတစ်ယောက်လည်းမဟုတ်ဘူးနှစ်ယောက်လည်းမဟုတ်ဘူးသုံးယောက်လည်းမဟုတ်ဘူးအရင်များနေပြီဘာဖြစ်လို့ဒီလိုမျိုးမြန်မာငွေကနေဒေါ်လာလဲမှလဲဒီလို line ပေါ်မှာအခုကလေဘယ်လောက်ထိဆိုလဲဆိုရင် TikTok အပေါ်မှာနော်ဒေါ်လာတွေကင်ပြတယ်ကမ္ဘောဒီးယားမှာအလုပ်ခေါ်တယ်မြန်မာစကားတက်ရင်ရပြီကွန်ပျူတာတက်ရင်ရရင်အင်္ဂလိပ်ရရင်ရပြီတရုတ်စကားတက်ရင်ရပြီဆိုပြီးမှဒေါ်လာတွေကင်ပြပြီးမှလက်ရက်ခေါ်ပြီးမှအလုပ်ရှာနေတဲ့တူတွေအရင်များလာတယ်အဲ့လိုမျိုးလူတွေများလာတော့မြန်မာပြည်မှာဝီခါတို့ဒီပြည်တွင်းစစ်ကြောင့်မလို့ဝီခါတို့ဒီအရင်ခက်ခဲတယ်ငွေရှာချင်တယ်ပြီးလို့ရှိရင်ငွေကိုများများရှာချင်တဲ့စိတ်တကယ်တမ်းလက်ခက်ခဲတဲ့လူငယ်တွေဝီခါတို့လူငယ်တွေအရင်ခက်ခဲတာဖြစ်တဲ့အတွက်ပြဖြစ်မှလည်းတီးတယ်လူလိမ်အလုပ်မှလည်းတီးကြီးနဲ့ဖြစ်ချင်ရဖြစ်ကွာဆိုပြီးမှလူငယ်တွေကကဲ online ကနေသူများတွေပတ်စံကင်ကြတယ်ပျော်နေတာတွေ့တယ်ဒါဆိုလို့ရှိရင်တွားမယ်ကွာဆိုပြီးမှဘူးမတီးဘာမတီးလူကိုတွားဖို့ဆိုပြီးမှစိတ်ဆုံးဖြတ်ချက်ချပြီးမှကဲထွက်လာဖို့လမ်းစရိတ်မရှိဘူးလမ်းစရိတ်မရှိဘူးဆိုလို့ရှိရင်ကုမ္ပဏီကနေထုတ်ပေးတယ်ကုမ္ပဏီကနေထုတ်ပေးတယ်ဆိုပြီးမှကဲဟုတ်ပြီထွက်လာကုမ္ပဏီစရိတ်နဲ့ထွက်လာပြီးနင်စဉ်းစားကြည့်လိုက်နင်ကမြန်မာပြည်အုံနောက်ပြည်တွင်းစစ်တဲ့ဝီခါတို့အုံနောက်တွေကိုဘယ်လိုပြောမလဲတန်ကြီးတွေအရန်တက်နေပြီအရန်ဒုက္ခပေါင်းများစွာနေပြီးမှတန်ကြီးတက်နေတဲ့အုံနောက်ကနိုင်ငံခြားသားတွေကို online ကနေပတ်စံသွားလိမ့်မယ်ဆိုတာနင့်အုံနောက်နဲ့နင်လုံနိုင်မလားတိတိကျကျစဉ်းစားမလုံနိုင်ဘူးပြီးလို့ရှိရင်အခုကဒီ line ပေါ်မှာလူရှာတဲ့လူကလေနင်ဟာနေဘာတက်မတက်ဘာမှမလို့လူလာရဲရင်ရပြီနင်လာခဲ့လိုက်ပြီးရောင်းစားပလိုက်မယ်ဒါပဲကျွန်တော်ဘာမှမရှိဘူးအလောက်ကြီးဆိုးနေပြီကဲစဉ်းစားကြည့်နင်ဘာမှမတက်ဘဲနဲ့ဒေါ်လာ1000 2000လာစားပေးမယ်ဆိုပြီးမှခေါ်လာပြီဟုတ်ပြီရောက်ပြီဆိုလို့ရှိရင်လေရင်ခပတ်စံနေပြန်ရော်ရမယ်ပြီးလို့ရှိရင်ကုမ္ပဏီမှာအလုပ်လာလုပ်တယ်နင်ဘာမှမလုပ်ဘူးအလကားစားနေတာအိတ်နေတာသွားတိုက်တန်တချောင်းသွားကြထိုးတန်ကအစားတို့ကုမ္ပဏီကနေငွေတွက်ပြီးမှနေ့စရာပြန်တောင်းမှာအဲ့ဒီချိန်ချလို့ရှိရင်အကုန်ပြန်တောင်းမှာနင်ပတ်စံတပြားနင်ကအရန်ခက်ခဲလို့ဆိုပြီးမှနင်ပတ်စံလာရှာတာဟုတ်ပြီဒါပေမဲ့ရောက်လာတော့ကိုယ့်ရဲ့စိတ်ကူးရင်ငါဒေါ်လာတွေအများကြီးရှာတော့မယ်ကမ္ဘောဒီးယားမှာသူများသုံးတယ်လို့သုံးလို့ရတော့မယ်စူးစမ်းပြီးမှလုပ်မယ်လူလိမ်အလုပ်မှန်တိတယ်ဒါပေမဲ့မိသားစုစားဝတ်နေရဲ့အတွက်ခက်ခဲတယ်ငါစူးစမ်းပြီးလုပ်မယ်ဆိုပြီးမှသွားတယ်နင်အုံနောက်နဲ့ဘယ်လိုလုပ်ပြီးသွားလိမ်စားလို့ရမှာလဲနင်အသွေးအခေါ်နဲ့ဝီခါတို့မြန်မာနိုင်ငံဒီခရီးယန်ဗုဒ္ဓဘာသာထုံးကားတဲ့နိုင်ငံဟုတ်တယ်ဘလောက်ထိဆိုးနေရင်လဲဘလောက်ထိအတွင်းကြအကွက်ကြသွားလောက်တဲ့ခါနင်ကိုလူလိမ်အလုပ်လုပ်တဲ့ခါနင်ရဲ့ဝိညာဉ်မပျော်ဘူးနင်လောက်လည်းမလုပ်နိုင်ဘူးလောက်လည်းမလုပ်တတ်ဘူးနင်အုံနောက်လိုက်လို့လည်းမမီဘူးအဲ့ဒီချိန်မှာဒုက္ခဆောက်ရောက်ပြီကဲနင်ပတ်စံမပေးနိုင်ဘူးထွက်ချင်တယ် PR တွေအရင်များတယ်ထွက်ချင်တယ်နေ့မှာပတ်စံမရှိဘူးအဲ့ဆိုမထွက်ရဘူးအမှ PR တွေများတော့နေ့ကိုရိုက်မယ်နှိမ့်မယ်ထိုင်ခါတွေလောက်ခိုင်းမယ်အမှဗာလဲတိုးဆက်တွေနဲ့တိုးမယ်အမှဒုက္ခဆရောက်ပြီပြီးလို့ရှိရင်ကဲဟုတ်ပြီနင်ကဘာသုံးစားလို့မရဘူးကုမ္ပဏီကနေပတ်စံတလောက်ပေးပြီးနေ့ကိုခေါ်လာတယ်ကဲအဆင်မပြေဘူးတခြားကုမ္ပဏီမှာပြန်သွားရောင်းစားမယ်ဘဝကြီးကအဲ့လိုတန်တရားလဲလာပြီးအဲ့လိုရောင်းစားလဲခံနေရတဲ့မြန်မာနိုင်ငံသားတွေဆိုတာလေရေတွက်လို့မဆုံးဘူးအခုလိုဝီခါလိုမျိုးပြောပြမဲ့သူလည်းဘဒူးမှမရှိဘူးဘဒူးမှလည်းမပြောပြဘူး line ပေါ်မှာအဆင်ပြေတယ်အသက်ခက်ခဲနဲ့နင်တို့မြန်မာပြည်မှာရှာနေမဲ့အစားဒီမှာအလုပ်ကောင်းရှိတယ်နင်ဘာတက်စရာမလိုလာခဲ့လိုက်လာ line နဲ့ရောင်းစားမှာအဲ့ဒါကြောင့်မလို့မိဘပြည်သူတွေကိုသားသမီးကိုလုံးဝကမ္ဘောဒီးယားကိုမလွတ်ပါနဲ့ online အစိုးဆုံးကကြတော့ online ကနေပြီးမှအလုပ်ရှာပြီးမှသွားတဲ့လူတွေငါကအလုပ်ရှာတဲ့တာဝန်ပဲဟုတ်ပြီအလုပ်ရှာပေးလိုက်ပြီပြီးလို့ရှိရင်ငါတို့ကုမ္ပဏီမှာလူမလိုတော့ဘူးဒါပေမဲ့အတိကုမ္ပဏီမှာလူလိုတယ်မိတ်ဆက်ပေးမယ်သူတို့တွေကချိတ်ဆက်ထားပြီးသားချိတ်ဆက်ပြီးမှနင့်ကိုဟိုဘက်ကိုရောင်းစားမယ်ရောင်းစားပြီးလို့ရှိရင်ငါကဒီကုမ္ပဏီမှာလူမလိုလို့ငါနင်အလုပ်မရှိလို့သဘောကောင်းပြီးမှငါနင့်ကိုဟိုဘက်ကုမ္ပဏီငါမိတ်ဆက်ပေးတာဒါပေမဲ့အဲ့ဘက်ကုမ္ပဏီကလူတွေအဲ့ဘက်ကစကပြန်ကလူတွေနင့်ဘယ်လိုလုပ်ပြီးမှရောင်းစားလိုက်လဲဆိုတာငါမှမတိတာငါနဲ့မဆိုင်ဘူးအဲ့ဒီချိန်ကြလို့ရှိရင်ကောင်းရှောင်လိုက်မယ်ငါကလူရှာတဲ့အလုပ်လုပ်တာတခြားအလုပ်ဘာမှမတိဘူးဒါပေမဲ့နင့်တို့မှအရေးအချင်းမရှိဘူးနင့်တို့မလုပ်နိုင်ဘူးအကြောင်းပြချက်ကနင်တို့ခေါင်းကိုပြန်ရောက်လာမှာအဲ့ဒီအချိန်ကြလို့ရှိရင်အခုကလေပတ်စံလာလဲတဲ့သူကလေအခုကမ္ဘောဒီးယားမှာလေဘာမှမလုပ်တဲ့မြန်မာငွေကနေဒေါ်လာရောင်းစားပတ်စံအရင်ရတယ်ဘာဖြစ်လဲဆိုအိမ်ကနေပြီးမှခြံရောင်းအိမ်ရောင်းခက်ခဲနဲ့ရောင်းပြီးမှလူပြန်ရွေးနေရတာနော်တအားကိုဆိုးတယ်မြန်မာနိုင်ငံအချင်းချင်းမြန်မာနိုင်ငံသားအချင်းချင်းအဲ့လိုရောင်းစားနေကြတာပြီးလို့ရှိရင်မြန်မာပြည်ကနေပြီးမှမောင်းထုတ်လာတဲ့ကြားဖြန့်ကုမ္ပဏီတွေမြန်မာနိုင်ငံသားအချင်းချင်းတွေမြန်မာပြည်မှာနေတော့ကသူတို့အချင်းချင်းမရောင်းစားရဲဘူးမရောင်းစားပြီးဘာဖြစ်လဲဆိုမြန်မာပြည်မှာဖြစ်တဲ့အတွက်သူတို့အဖမ်းခံရမှာကြောက်တဲ့အတွက်အခုကကမ္ဘောဒီးယားရောက်သွားပြီလေကမ္ဘောဒီးယားသူများနိုင်ငံမှာရောက်သွားပြီကဲငါတို့မြန်မာအချင်းချင်းရောင်းစားတယ်ဟုတ်ပြီငါတို့မြန်မာပြည်အချင်းချင်းခံရတဲ့သူတွေဘယ်မှာသွားတိုင်ပြီးတော့ဘယ်တရားဥပဒေကဘယ်သူကနင့်ကိုအေးအေးယူမှာလဲမလဲအခုကမ္ဘောဒီးယားမှာအဆင်ပြေနေတဲ့လူတွေကဘယ်လိုမျိုးလူလားအလောက်သမားရှာပေးတဲ့လူတွေပတ်စံအရှိဆုံးလူပတ်ပြီးမှရောင်းစားပြီးလို့ရှိရင်သူတို့တွေပတ်စံရှိတာလဲပြီးရင်သူတို့တွေကဘယ်လောက်ထိအားလဲဆိုလို့ရှိရင်
သူတို့ရတာနည်းနည်းပြီးလို့ရှိရင်တရုတ်တွေကနေတဆင့်ပြီးလက်ဆင့်ကအဲ့လိုပြန်ရောင်းစားဒီတရုတ်စကားတရုတ်စာတတ်တဲ့လူတွေကဈေးများများနဲ့ရောင်းစားလို့ရတယ်ဗျာပူမတီဘာမတီခေါ်လာလိုက်တယ်ပြီးရင်အဲ့ဒါတွေကဈေးနည်းနည်းနဲ့ရောင်းစားတဲ့အဲ့ဒီ HR လားဘာအားလဲလူရှာတဲ့လူတွေကသူတို့လက်ထက်မှာရောက်လို့ရှိရင်နေရာ3-400အဲ့ဒါအများဆုံးပဲတကယ်ခံရတဲ့လူတွေကကြတော့တို့မြန်မာနိုင်ငံသားအချင်းချင်းတွေပဲအိမ်မှာစားဝတ်နေရေးတအားခက်ခဲလို့အလောက်ကောင်းသူများလို့အလောက်ကိုမိပါကိုကြည့်ချင်လို့လာတဲ့လူတွေနောက်ဆုံးလူလဲဒုက္ခရောက်တယ်စိတ်လဲဒုက္ခရောက်တယ်ပြီးလို့ရှိရင်အိမ်ကနေပြီးမှပတ်စံပြန်ပြီးမှတောင်းရတယ်ပြီးလို့ရှိရင်ကမ္ဘောဒီးယားနိုင်ငံဆိုတာဒေါ်လာတွေကြီးပဲဒေါ်လာသုံးမယ်ပြီးလို့ရှိရင်နင်းခက်ခဲပါတယ်ဆိုပြီးမှနင်းကမ္ဘောဒီးယားနိုင်ငံရဲ့ yes ခန်းလဲနင်းအာမကိုနဲ့သူများနိုင်ငံဒါနဲ့ပဲလှုပ်ရှားနေတာဖြစ်တဲ့အတွက်ကမ္ဘောဒီးယားလုံးဝသွားဖို့လုံးဝကိုမတင်တော့ပါဘူးသွားလာမယ်ဆိုလို့ရှိရင်လဲကြားဖြတ်နဲ့ကင်းလွတ်တဲ့အလုပ်ကိုလုပ်ပါဒါကကြားဖြတ်မဟုတ်ပါဘူးကြားဖြတ်မဟုတ်ပါဘူးဆိုပြီးမှ online မှာလူခေါ်နေရင်လဲလုံးဝမလိုက်နဲ့လို့ဝီခါတီကနေပြီးမှအကြိမ်ပြောတယ်ပတ်စံလာလဲပြီးမှဒီလိုမျိုးခံနေရတဲ့သူတွေအရှင်းများတာဖြစ်တဲ့အတွက်ဝီခါဒီဗီဒီယိုကိုမရိုက်လို့ကိုမရတော့ဘူးပြီးလို့ရှိရင်ဒီလိုအလိန်ခံပြီးမှနေပြန်ထွက်လာလို့ရှိရင်နေတာတွေပြောလို့ရှိရင်နင်တို့ဘာဆိုပြီးမှပြန်ချင်းချောက်ပြီးမှလွတ်လိုက်တာဖြစ်တဲ့အတွက်ဒီလိုခံနေရတဲ့လူလဲဘာမှအပေါက်ပိတ်ပြီးမှဘာမှမပြောရဲဘူးအဲ့လောက်ထိဆိုးတာဖြစ်တဲ့အတွက်မိပပြည်သူတွေဝီခါကြီးအုပ်ခံနေရတဲ့သူတွေဝီခါမကယ်နိုင်ဘူးအခုနောက်လာမဲ့သူတွေဘူးမတိဘာမတိလာမဲ့သူတွေမလာအောင်ပဲဝီခါကြီးဒီလိုအခုအညီနဲ့ဝီခါအကျိုးအကြောင်းပြောပြပြီးမှဒီလိုကောက်ွယ်ပေးနိုင်မယ်ဒါပေမဲ့မရဘူးလာမယ်ဆိုရင်လည်းကိုဖြစ်နေကိုခံဒါပဲ